အားလုံးပဲမင်္ဂလာပါနမောချက်ရတဲ့ skill လေးကိုတစ်ချက်ကြည့်ပေးပါစန်စီရေထဲရေနည်းနည်းပဲထည့်ပြီးတော့ကလေးရဲ့တိတ်ချဖို့ထည့်မယ်ပြီးတော့လိုတဲ့စက်ပြင်ဒီပန်းနဲ့အောက်ပိုင်းပါလေဒီလိုရှိပါမယ်ပဲစိမ့်ပါမယ်ပြီးတော့ချက်တုံကြော်ပါမယ်ပြီးတော့ထောပတ်နဲ့ဖုတ်ကလာဖြိုးဖို့အတွက်ထောပတ်နဲ့ဖုတ်ကလာကိုရှာနေပါတယ်တွေ့ပါပြီဒီဖုတ်ကလာထည့်မယ်ဒီနေ့တော့ထည့်တယ်ထောပတ်ထည့်မယ်ထောပတ်ထည့်မယ်ထောပတ်ထည့်လို့ပြီးမှွေမယ်နေပါတယ်မင်းရောလာနားပါတယ်စားထည့်မယ်ခင်းခတ်မှုထည့်မယ်မူးကြိုင်ပါညာဖို့ထည့်မယ်ပြီးရင်တမောက်တက်ပြီးပြီးသွားတဲ့အခါအမဲသားလိမယ်အမဲသားခုတ်မယ်အမဲသားကိုခုတ်မယ်အဲဒါခုတ်နေရမှာပေါ့လေနောက်ပြီးတော့အိုးရထည့်မယ်စားချုံမိုးဟင်းချက်မိုးပြီးတော့ရောင်တင်မိုးထည့်မယ်မြန်မာနိုင်ငံလာတဲ့ရောင်တင်မိုးထည့်ပါတယ်ဒီချက်တော့လိမယ်ခုတ်မယ်ချက်တော့လေးရစကေးချက်ကြည့်ပါလီရပြီးတော့ထည့်ရပွက်ပြောက်လေးရီသွားစီးတယ်ထည့်မယ်ချက်တော့ဖြူထပ်လီးမယ်အမှန်တော့ချက်တော့လီးရမှာမဟုတ်ပါဘူးသူမထည့်ပြီးတော့ခုတ်နေတော့စိတ်လို့သူမထည့်ပြီးတော့ဒါနဲ့အတကုံပြီးပြီးတော့ခုတ်နေတာဖြစ်ပါတယ်ပြီးတော့ဂျင်းထဲကိုဂျင်းကိုခွာနေဖြစ်ပါတယ်ဂျင်းထဲမှာပါပြီးတော့ရှင်မေသားကိုစတင်มาဖြစ်ပါတယ်အချိန်မှာစီဆူရဲ့အချိန်မှာကလိုရွက်ထည့်ပါတယ်ကလိုစီဆူရဲ့အချိန်မှာကလိုရွက်ထည့်တဲ့အခါမှာရှေ့တန်ထွက်လာပါပြီးတော့ချက်ပုံကိုကြည့်ကြတဲ့အောင်ထည့်ပါမယ်ဒီချက်တော့စိတ်ထားတဲ့ဟာကိုထည့်တယ်ပြီးတော့အမဲသားထည့်မယ်မှုနေပါတယ်ဒါလေးကိုအသားထက်ရရတာလေးစင်ဝင်ရင်အတွက်ရှိမထည့်ပဲနဲ့မှုပါမယ်ဆက်မှုနေပါမယ်ထပ်ပြီးတော့မှုပါမယ်ပြီးတော့အုပ်ပါတယ်အုပ်ဆောင်အုပ်ပြီးတော့ကြာလေးထားလိုက်မယ်ခန်းဝါးရရှိဖို့ပြပြန်ဖွင့်မယ်ပြီးတော့ပြန်ဖွင့်တယ်ပြန်မွေးရပြီးတော့မွေးပါတယ်ကြာလေးထားမယ်
ဒီကို3ရီလောက်ခေါင်းချက်မယ်နောက်လိုပဲတစ်ချက်ကြည့်ကြည့်ပါရဲရဲစင်ကိုကြော်ပြီးတော့ချက်တော့ပါမယ်အမေသားချက်နေတဲ့အချိန်တွေမှာပဲတော့တည်ရတဲ့ဓမ္မဦးကတော့ချက်ပြီးဖြစ်ပါတယ်ဓမ္မဦးကချက်တာလိုက်ဆိုရင်ခုနကတည်းကကောင်းထည့်ပြီးတော့ဓမ္မဦးလိုလိုက်မယ်ပြီးရှင်ချက်တော့ပါပြီဓမ္မဦးနဲ့အမင်းရှိသူများအားလုံးကျေးဇူးတင်ပါတယ်